မင်္ဂလာပါရှင်ဖြတ်ပိုးတွေဆေးရင်ပါခြင်းမရှိဖို့အတွက်ဘယ်လိုကာကွယ်ရမလဲလို့မိကွန်းလေးတွေမေးလာပါတယ်ဖြတ်ပိုးတစ်မျိုးကပိုးသက်ဆေးတစ်မျိုးကိုခန္ဓာရင်ရှိလာခြင်းသို့မဟုတ်ဆေးရင်သွားခြင်းမဖြစ်ဖို့အတွက်ဆိုရင်တော့အရေးကြီးဆုံးအချက်ကမလိုအပ်ပဲဆေးဖြန်းခြင်းကိုရှောင်ရပါမယ်ဒါဆိုရင်ဘယ်လိုအချိန်မှာဆေးဖြန်းမှုလိုအပ်တယ်လို့သိဖို့လိုတယ်တစ်အချက်ကတော့ကွင်းစင်းမှာစိုက်ကင်းထဲမှာရှိတဲ့ဖြတ်ပိုးအခြေအနေနဲ့ဖြတ်ပိုးရဲ့သဘာဝရန်သူအခြေအနေကိုရေတွက်လေ့လာပါဒီနေရာမှာဘ ഹു တုတအနေနဲ့မိတ်ဆွေပိုးဆိုတာကိုပြောချင်ပါတယ်မိတ်ဆွေပိုးဆိုတာပေါ့နော် neutral enemies လို့ပြောလိုက်ရင်ဖြတ်ပိုးရဲ့သဘာဝရန်သူတွေဖြစ်တဲ့ insect တွေအဏုဇီဝသက်ရှိတွေနီမတုပ်ပင့်ကူတားရဲတတော်စတဲ့အားလုံးကိုဆိုလိုတာဖြစ်ပါတယ်အကျိုးပြု insect ဆိုရင်တော့ဒါကဒီ predator လို့ခေါ်တဲ့တားရဲကောင်တွေကပ်ပါ insect တွေကိုတက်တက်ကိုပြောတာပါရောထွေးပြီးတော့နားလည်မှုလွဲမှာဆိုလို့ပြောတာပါဆိုတော့ဖြတ်ပိုးဥယေကကျမတို့စိုက်ထားတဲ့သီးနှံရဲ့စီးပွားရေးကိုထိခိုက်စေနိုင်မဲ့အဆင့်ပေါ့ EDL ခေါ်တာပေါ့အဲ့ဒါဆိုရင်ပိုးတစ်မျိုးစီရဲ့သီးနှံတစ်မျိုးစီအပေါ်မှာကြာရောက်မှုကို EDL ကမတူနိုင်ပါဘူးအဲ့ဒီလိုပဲနိုင်ငံတစ်ခုချင်းစီအလိုက်စိုက်တဲ့သီးနှံရဲ့အရေးပါမှုနဲ့ဈေးကွက်အရာသူ့ရဲ့အပေါ်မှာကြာရောက်တဲ့ဖြတ်ပိုးပေါ်မှာ EDL တွက်တာကလည်းမတူပြန်ပါဘူးဒါကြောင့်မလို့ကိုယ့်ရဲ့ရေမြေရာသီဥတုအခြေအနေနဲ့နှီးစပ်တဲ့နိုင်ငံတွေရဲ့ဖြတ်ပိုးပေါ်သတ်မှတ်တဲ့ EDL ကိုပဲကိုးကားနိုင်ပါတယ်မြန်မာပြည်မှာကြားတယ်ပေါ့နော်ဥပမာပေါ့ဒီပြောင်းမှုပင်စီထိုးပိုးအတွက် EDL ကအာဖရိကနိုင်ငံတစ်ခုမှာရှိတဲ့ပြောင်းမှုပင်စီထိုးပိုးရဲ့ EDL နဲ့ချိန်ညှိလို့တော့တူတယ်လို့သတ်မှတ်လို့မရပါဘူးဘာဖြစ်လို့လဲဆိုရင်ရာသီဥတုအခြေအနေအရဖြတ်ပိုးဥယေပွားများနှုန်းကလည်းမြန်မာပြည်နဲ့အာဖရိကကအကွာကြီးကွာလို့ဖြစ်ပါတယ်နောက်ထပ်ဖြတ်ပိုးရဲ့သဘာဝရန်သူဆိုတာနဲ့မိတ်ဆွေပိုးဆိုတာနဲ့ပဇင်းတွေလက်ခုံးကျိုင်းတွေစတာတွေကိုမျက်စိထဲကိုတန်းမြင်တတ်ပါတယ်ဒါပေမဲ့လည်းဒီပဇင်းကြီးတဲ့ပဇင်းသေးလို့ဆိုတာပေါ့နော်သူ့ရဲ့နေထိုင်ရာနေရာကပုံမျိုးစစ်ဆိုတဲ့ရေဆက်ဆက်ရှိတဲ့နေရာရဲ့စိုက်ခင်းတွေမှာပို့ပျော်တတ်ပါတယ်ဆိုတော့အညာမြေကမြေပဲခင်းတွေမှာပဇင်းမတွေ့တိုင်းမိတ်ဆွေပိုးဥယေမရှိဘူးလို့လည်းယူဆလို့မရပါဘူးမိတ်ဆွေပိုးကလည်းသူ့အစာရှိမဲ့သူ့အတွက်အဆင်ပြေမဲ့ပတ်ဝန်းကျင်အခြေအနေမဟုတ်ရင်အဲ့ဒီစိုက်ခင်းသားမှာမနေတတ်ပါဘူးဒီအကျိုးပြုမှုတွေဘက်တီးရီးယားတွေဗိုင်းရပ်စ်နေမတုပ်စတာတွေပြင်ပေါ့ပင်ကူနကြီးရင်ကောင်ပေါ့စရင်းနေကြပိုးပေါ့ဒါတွေကိုလည်းသိထားဖို့လိုပါတယ်ဒီသက်ရှိတွေရဲ့အခြေအနေအရေးအတွက်ကိုကြည့်ပြီးမှဆေးဖြန်းတဲ့မဖြန်းတဲ့ကိုဆုံးဖြတ်ရမှာဖြစ်ပါတယ်ကိုနဲ့နီးစပ်တဲ့ပိုးမကာကွယ်ရေးဆိုင်ရာလေ့လာသူတွေနဲ့ဆွေးနွေးမေးမြန်းလို့ရပါတယ်အခုခေတ်မှာတော့ဒါဓာတ်ပုံလေးရိုက်ပြီးတော့ Facebook မှာ Messenger မှာပေါ့နော် Viber မှာမေးလို့အလွန်လွယ်ကူနေတဲ့အခြေအနေမလို့အရင်ခေတ်ကတော့မခက်ခဲနိုင်ဘူးပေါ့ဒါရခင်နှစ်ကတော့မဟုတ်ပြီးခဲ့တဲ့သီးနှံပေါ်မှာကြာရောက်တဲ့ဖြတ်ပိုးရာဇဝင်ကိုမှတ်သားထားပါကိုဒေတာရဲ့ပြောင်းလဲလာတဲ့ရာသီဥတုအခြေအနေတွေကိုလည်းချိန်ဆပါအဲ့ဒီနောက်မှာသီးနှံမဆိုင်ခင်လိုအပ်တဲ့ကြိုတင်ကာကွယ်မှုတွေကိုဆောင်ရွက်ရမှာဖြစ်ပါတယ်ဒီနေရာမှာအရေးကြီးတဲ့တစ်ချက်တစ်ခုလို့ထပ်ပြောရမယ်ဆိုရင်ပညာပေးကွင်းစင်းသူတွေဘက်ကချိန်ဆစရာတစ်ခုပါပိုးမယောဂကာကွယ်ရေးအတွက်တောင်သူပညာပေးကိုဆောင်ရွက်မယ်ဆိုရင်ကိုဒေတာရဲ့သီးနှံမဆိုင်ခင်မှာပဲဖြစ်အောင်ဆောင်ရွက်ပါပိုးကြပြီးပိုးဖြတ်ပြီးဆိုတော့မှအဖွဲလိုက်ကွင်းစင်းတောင်သူတွေရှိမှပရိုဂျက်တာထောင်ပြီးတော့စိုက်ချိန်ပြောင်းမှခန္ဓာရည်ရှိတဲ့မျိုးကိုစိုက်ပါစံဒီစနစ်ပင်ကြားတန်းကြားစတယ်ပေါ့နော်မျိုးစင်လူနယ်စိုက်ပါတွေ IPN တွေသွားပြောနေတော့အပေါ်ပါပဲတောင်သူကသီးနှံစိုက်ပြီးတဲ့အခါမှာကိုကအချိန်မှာပင်ကြားတန်းကြားဘလို့စိုက်ပါသွားပြောရင်တောင်သူကလက်ခံမှာမဟုတ်ပါဘူးဒီလိုအသိပေးတဲ့နည်းတွေကိုသီးနှံစိုက်ပြီးမှသွားပြောလို့ရတဲ့ကိစ္စတွေမဟုတ်ပါဘူးဒါကြောင့်မလို့သီးနှံမစိုက်ခင်ကြိုတင်ပြီးတော့ပညာပေးကွင်းစင်းလုပ်ငန်းတွေကိုဆောင်ရွက်ရမှာဖြစ်ပါတယ်အဲ့ဒီလိုကွင်းစင်းသွားပြီးသုံးသက်ပြီးဆိုရင်တော့ဆေးကဖျန်းရမယ်ဆိုရင်ဖြတ်ပိုးရဲ့ဘယ်အဆင့်ကဖြတ်နေတာလဲဘာပိုးလဲသီးနှံတက်တန်းဘယ်လောက်ရနေပြီလဲဘယ်ဆေးမျိုးစားဖြန်းမှာလဲဘယ်နှုန်းသားဘယ်အချိန်ဖြန်းမှာလဲဆိုတာကိုစနစ်တကျဆုံးဖြတ်ပြီးတော့ရွေးချယ်ရမှာဖြစ်ပါတယ်မသိရင်မေးတိုင်ပင်အကြံပြုစတာတွေလုပ်ရမှာဖြစ်ပါတယ်ဒီနေရာမှာတတိထပ်ပြုရမှာကြတော့ရွက်စားပိုးသူမဟုတ်ပေါ့နော်ကြနေတယ်ဒါပေမဲ့လည်းလိုလိုမဲပင်လုံးပြဆေးတာသုံးလိုက်နောက်ထပ်ပိုးတွေကြိုကာတာပေါ့ဆိုတာမျိုးကိုလုံးဝမလုပ်သင့်ပါဘူးအဲ့လိုလုပ်ချင်းကမိတ်ဆွေပိုးဥယျာဉ်အပေါ်မှာထိခိုက်ခြင်းဖြစ်စေသလိုဖြတ်ပိုးကိုဆေးရင်သွားစေဖို့နောက်တစ်ခါဒုတိယအဆင့်ဖြတ်ပိုးဥယျာဉ်ရုပ်တရက်များပြားလာခြင်းတွေကိုလည်းဖြစ်စေနိုင်ပါတယ်နောက်တစ်ခါဆေးကိုရောသုံးဖို့လိုမယ်ဆိုရင်လည်းစနစ်တကျနှုံးသားမှန်ရောဖို့လိုပါတယ်ဆေးအုပ်စုတစ်မျိုးတည်းကိုနှစ်ကြိမ်ထပ်ပို့ပြီးတော့လည်းမဖြန်းတာအကောင်းဆုံးပါပိုးကြနေတဲ့အပင်စိတ်ပိုင်းတွေကိုစိုက်ဖယ်ရှားရမယ်စိုက်ခင်းမှာပေါင်းရှင်းတာတွေကိုလည်းမဖြစ်မနေလှုပ်ဆောင်မှုလိုပါတယ်ဒီနဲ့တစ်မျိုးတည်းကိုဇက်တိုက်စိုက်ခြင်းကလည်းဆေးတစ်မျိုးတည်းဇက်တိုက်သုံးခြင်းလိုပဲဖြတ်ပိုးဆေးခန္ဓာရည်ရှိခြင်းကိုဖြစ်စေတတ်ပါတယ်ဒီဆေးရဲ့တက်ကျွင်းအာနိသင်တွေပတ်ဝန်းကျင်ပေါ့နော်တဘာဝပတ်ဝန်းကျင်မှာကြန့်ရှိပြီးတော့အန်တီယမ်ဖြစ်ဖို့ဆိုရင်
spot spraying လို့ခေါ်တဲ့ပေါ့နော်လိုအပ်မဲ့နေရာကိုဒါကွက်ပြီးတော့ဆေးဖြန်းတာကိုလည်းဆိုင်ရွက်လို့ရပါတယ်ကိုယ်ဆိုင်ခင်းမှာအသုံးပြုထားတဲ့ဆေးရယ်နှုံးထားရယ်ဆေးဖြန်းအကျင့်ရယ်ကြောက်ရောက်တဲ့ဖြတ်ပိုးမြည်ရယ်ကိုစာအုပ်တုံးမှာရေးမှတ်ထားတဲ့အလေးအကျင့်ကိုလည်းမပြည့်မနေလိုအပ်ပါတယ်လိုအပ်တဲ့အခါမှာပြန်လည်ပြီးတော့ကိုယ်ကားလေးလာလို့ရဖို့ဖြစ်ပါတယ်ဒီဆေးညွှန်းစာဖန်တီးတွေရောဆက်နီးတွေဆေးဖြန်းပြီးမေးသိမ်းပြီးစောင့်ဆိုင်းရမယ့်ရက်တွေပေါ့နော်စတဲ့အချက်တွေကလည်းအရေးကြီးကြောင်းကိုလည်းပညာပေးဆွေးနွေးဖို့လိုအပ်ပါတယ်ဒီအချက်တွေကရေမှုရလိုက်နာမယ်ဆိုရင်တော့ဒီဖြတ်ပိုးဆေးရင်မှမှုကိစ္စတွေကိုဒါအထိအတက်နိုင်ဆုံးပေါ့နော်ရှော့ချပြီးသားဖြစ်မှာလို့အကြံပြုချင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်ကျမဒေါက်တာထားတာပါရှင်